Assurance injection ဆိုတာနိဗ္ဗာန်လောကမှာနှစ်ပေါင်းများစွာရှိနေခဲ့တဲ့အနေနဲ့အကြီးဆုံး security အားနည်းချက်တစ်ခုပါဒါပေမဲ့ဒီနေ့အချိန်ထိနာမည်ကြီး app တွေနဲ့ website တော်တော်များများဟာဒီနည်းလမ်းနဲ့ပဲတိုက်ခိုက်ခံနေရတော့ဆိုတာကိုသင်သိပါသလားဒီနေ့ဗီဒီယိုမှာတော့ Assurance injection ဆိုတာဘာလဲဘယ်လိုလုပ်သလဲနဲ့သင်ရဲ့ app တွေကိုဒါတွေကနေဘယ်လိုကာကွယ်ရမလဲဆိုတာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းပြောရရင်တော့ Assurance injection ဆိုတာ website တစ်ခုရဲ့ input field ဖြစ်တဲ့ server တို့ login form တို့ကနေတဆင့်မတမာတဲ့ Assurance code တွေကိုထည့်သွင်းပြီး database ကိုကိုလိုချင်သလိုခိုင်းစေတာဖြစ်ပါတယ်။ပုံမှန်ဆိုရင် app တစ်ခုက database ကို user profile ပြပေးပါဆိုတဲ့ query မျိုးကိုပို့ရမှာပါ။ဒါပေမဲ့ hacker က malicious code တွေထည့်လိုက်တဲ့အခါမှာတော့ database က app ရဲ့စကားကိုနားမထောင်တော့ပဲ hacker ခိုင်းတာတွေကိုလိုက်လုပ်ပါတော့တယ်။ဒါ user တွေရဲ့ input ကိုအလွန်ကြောယုံကြည်မိရမှာစတာပါဒါဘာလို့ကြောက်ဖို့ကောင်းတာလဲဆိုရင် hacker တွေက password မသိဘဲနဲ့ login ဝင်သွားနိုင်တယ်လို့ user တွေရဲ့ credit card အချက်လက်တွေကိုခိုးယူတာ database တွေက data တွေကိုဖျက်ပစ်တာနောက်ဆုံး database server တစ်ခုလုံးကိုပါထိန်းချုပ်သွားနိုင်လို့ပဲဖြစ်ပါတယ် Assurance injection ကိုအဓိကအပြင်အမျိုးအစား၃မျိုးခွဲခြားနိုင်ပါတယ်ပထမတစ်ခုက in-base assurance ဒါကတော့အရှင်းဆုံးပါhacker က query ပို့လိုက်တယ်ရလဒ်ကို website ပေါ်မှာတိုက်ရိုက်ပြန်မြင်ရတယ် error message တွေကနေတဆင့် database တိစောက်ပုံကိုသိသွားနိုင်တာမျိုးပေါ့ဒုတိယက blind assurance ဒါကတော့ပိုပြီးပါနှက်ပါတယ်ရလဒ်ကိုတိုက်ရိုက်မမြင်ရပေမဲ့ database ရဲ့တုံ့ပြန်ပုံကိုကြည့်ပြီးခန့်မှန်းရတာပါဥပမာဒီ connection မှန်ရင်5စက္ကန့်လောက်စောင့်ပြီးမှ page ကိုလှုပ်လှုပ်ပါဆိုတဲ့ကုမ္ပဏီနဲ့ခွဲယူတာမျိုးပါတတိယက out of band assuranceဒါကတော့တိုက်ရိုက်တုံ့ပြန်မှုမရနိုင်တဲ့အခြေအနေမျိုးမှာတခြား channel တွေဥပမာ DNS သို့မဟုတ် HTTP request ကိုသုံးပြီးတော့ data ထုတ်ယူတဲ့နည်းလမ်းဖြစ်ပါတယ်။နာမည်ကြီးတဲ့နည်းလမ်းတစ်ခုကတော့ apostrophe or 1=1 ပါ။ login ဝင်တဲ့အခါ user name နေရာမှာဒါကိုထည့်လိုက်ရင် Assurance query ကအများအား true ဖြစ်သွားပြီး hacker ကဘယ်သူ့ account တွေကိုမဆို password မလိုပဲဝင်သွားနိုင်ပါတယ်။ဒါအပြင် semicolon ကိုသုံးပြီး draw table user semicolon လို့ရိုက်ထည့်လိုက်ရင်သင် database တွေက user table တစ်ခုလုံးပျောက်သွားနိုင်ပါတယ်။ဒါတွေကစာအုပ်ထဲမှာပဲရှိတာမဟုတ်ပါဘူး။2012ခုနှစ် Yahoo Voice hacker တွေက password ပေါင်း4သိန်းခွဲကျော်ကို plain text အနေနဲ့ရိုင်းခိုးယူသွားခဲ့ပါတယ်။2015ခုနှစ် Fiden ရဲ့နာမည်ကြီးတက်လေကုန်းကုမ္ပဏီပါ။အသက်16နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ Assurance injection တိုက်ခိုက်မှုကြောင့်user ပေါင်း3သိန်းခွဲကျော်ရဲ့အချက်လက်တွေပါသွားခဲ့ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုကာကွယ်ကြမလဲ။နည်းလမ်းတွေရှိပါတယ်။ Parameterized query ကိုသုံးပါ။ဒါကအရေးကြီးဆုံးပါ။ user စီကလာတဲ့ input ကို query နဲ့တိုက်ရိုက်မရောပါနဲ့ placeholder တွေကိုပဲသုံးပါ။နံပါတ်1 input validation user စီကကနန်းမဲလာရမယ့်နေရာမှာစာသားတွေပါမလာအောင်တိကျစစ်ဆေးပါ။နံပါတ်3 web application firewall ဒါကတော့သင်အပ်မရှိပါ filter တစ်ခုခန့်ထားသလိုမတင်ကားတဲ့ request တွေကိုသူကအရင်တားပေးပါလိမ့်မယ်နံပါတ်4 principle of less privilege သင် app ကို database admin အခွင့်အရေးမပေးတာပါနဲ့သူလောက်ဆောင်ရမယ့်အပိုင်းလောက်ကိုပဲ permission ပေးတာပါ Assurance injection ဆိုတာဟိုဟောင်းနေပြီဆိုပေမဲ့ဂိမ်းမဆိုင်ရင်အချိန်ကြီးဒုက္ခပေးနိုင်တဲ့အရာပါဒါကြောင့် developer တယောက်အနေနဲ့အများရန်ကိုယ့်ကို scan ဖတ်ပါtest လုပ်ပါစကြဝဠာဖြစ်တဲ့ coding style ကိုလေ့ကျင့်ပါသင်ရဲ့ website နဲ့ user တွေရဲ့အချက်အလက်တွေကိုကာကွယ်ဖို့ကသင်ရဲ့တာဝန်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိစေရဆိုရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ထပ် security နဲ့ပတ်သက်တာတွေသိချင်ရင်လည်း comment မှာရေးခဲ့နိုင်ပါတယ်အားလုံးပဲသိကြပါစေ